ခမရကျုပ်ကို66ခါကြီးနဲ့ဆွဲနိုင်ပါတယ်ခမရကျုပ်ကို66ခါကြီးနဲ့ဆွဲရင်ခမရတို့ဆေးလောကမှာပြည်သူတွေသေအောင်တတ်ခဲ့တာတွေကျုပ်ကဖိုင်တွဲကြီးလိုက်ယူလာပြီးတော့တရားရုံးမှာချပြပါမယ်ဆေးလောကမှာလိုင်စင်ရလူသက်သမားတွေဘလောက်များတယ်ဆိုတာကိုကဘာကြီးကိုချပြပါမယ်ကျုပ်တို့ပြည်သူတွေလိုင်စင်ရလူသက်သမားတွေတက်လို့သေးတာဘယ်နဲ့တန်းရှိပြီလဲဆိုတာကိုကျုပ်ကကဘာကြီးကိုချပြပါမယ်ဗျာခင်ဆိုင်လောက်တဲ့လောက်ရက်တွေဒီကျွန်တော်တို့ဒီပြည်သူလူထုအများပြည်သူကျမ်းမာရေးအတွက်ထိခိုက်စိုးရိမ်နိုင်ပွဲဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နဲ့ကျွန်တော်ရဲ့အဖွဲ့ဝင်များတာတရားစွဲဆိုခြင်းလောက်တာမဟုတ်ပါဘူးတိုင်းစေးကောင်စီကိုပဲကျွန်တော်တို့အတိပေးကနဦးပြောကြားပေးခဲ့ပါတယ်ဒေါက်တာတဟင်းတို့ကအများပြည်သူကျန်းမာရေးအတွက်စိုးရိမ်ပူပန်လို့ဒေါခင်ဆိုင်ရဲ့ကုထုံးကုနီးတွေကလည်းအန္တရာယ်ရှိလို့တိုင်းစေးကောင်စီကိုကနဦးအတိပေးပြောကြားတာပါလို့သူကအပေါ်ယံအနေနဲ့ဖြေကြားသွားပေမဲ့တကယ်တမ်းအလုတ်လုတ်တာကြတော့အတိပေးယုံအကြောင်းကြားယုံလေးမဟုတ်ပါဘူးဒေါက်တာမိုးတန်နာရဲ့ဒေါက်တာတဟင်းရဲ့ BBC ရဲ့ပေါင်းပြီးတော့ဆရာမဒေါခင်စန်းကြီးကိုအပြုတ်တိုက်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီမှာ BBC ရဲ့ဆောင်းပါးတွေခေါင်းစဉ်တွေခေါင်းကြီးတွေတစ်ခုချင်းဖတ်ပြပါမှာနော်ရွှေလက်ဒေါခင်စန်းကြီး online ပရိသတ်တန်းကျော်ရှိတဲ့လိုင်စင်မဲ့စေကုသူတဲ့ BBC ခေါင်းစဉ်စတင်တာဘယ်ကိုရွေတာလဲခင်ဗျားစဉ်းစားနော်သူတို့ပြောတဲ့စစ်ကောင်စီတို့ဘာတို့ညာတို့တိုက်ခိုက်သလိုမျိုးတော့သူမတက်ဟိုတိုက်ခိုက်နေတာနော်မပဲထုသလိုဒုံနဲ့ထုတာပြောမပြတတ်အောင်နားတယ်ကိုစောတဲ့ဒါ highlight နော်ကိုစောဆိုတာအင်လူနာကြီးနော်ရက်ထဲရတဲ့လူလောကထဲမှာလုံးဝမရှိဘူးဒေါက်တာတဟိန်းဖန်တီးလိုက်တဲ့ဇက်ရုပ်ရွှေလက်ဒေါခင်စန်းကြီးဘယ်သူလဲတဲ့စဉ်းစားနော် BBC တောက်လျှောက်တိုက်ခိုက်တာတိုင်းရင်းစေးအမိခံစေကုသခွင့်မရှိသူတွေဘာကြောင့်တတ်ဆိုးရှိနေတာလဲမြင်တယ်နော်ဒေါခင်စန်းကြီးကိုတိုက်ခိုက်နေတာအဲ့ဒါတည်းမကဘူးစေကုသမှုနဲ့တရားစွဲဆိုတဲ့အချိန်မှာဘယ်သူတွေလာပြီးတော့တရားရုံးထွက်ဆိုတယ်လဲတရားရုံးထွက်ဆိုတဲ့သူတွေကိုဘယ်သူတွေကလာပြီးဝန်းရံတယ်လဲနောက်တော့တရားသူကြီးတွေကိုဘယ်သူတွေကဖိအားပေးတယ်လဲဆိုတာကိုကျုပ်နောက်တစ်ပိုင်းထပ်ပြပါမယ်အဲ့ဒါ BBC ကဘယ်ကိုဥတီတယ်လဲဒေါက်တာမိုးတန်နာဟာဘာကြောင့် BBC နဲ့ဒီလို view ရတာလဲဒေါက်တာတန်ဟင်းက BBC ကိုဘလောက်ပိုင်းနေတယ်လဲအဲ့ဒါတွေအများကြီးရှိပါတယ်အဲ့ဒီမကဘူးအဲ့ဒီရဲ့နောက်ွယ်မှာဒီပမှာနေပြီးတော့နိုင်ငံရေးလုပ်နေတဲ့ဆရာဝန်ပေါ့နော်ဟိန်းစော်ညူတို့နဲ့ဒေါက်တာမိုးတန်နာတို့ဒေါက်တာတဟိန်းတို့ Eagle Team အဖွဲ့ဟာပတ်သက်ဆက်နွယ်မှုတွေအများကြီးရှိပါတယ်အဲ့ဒီဟိန်းစော်ညူတို့ဘုမှာလည်းပဲဒေါက်ခင်ဆိုင်ကို white အပြုတ်တိုက်နေကြပါတယ်အဲ့ဒါကိုထောက်တော့အဖြစ်ပြည်သူလူထုအတွက်စိုးရိမ်ပူပန်နေဆိုတာမဟုတ်ပါဘူးသူတို့ပုဂ္ဂိုလ်ရေးအာဃာတတွေရှိတဲ့အတွက်ကြောင့်ဒေါခင်ဆိုင်ကြီးကိုအလဲထိုးနေတာပါစင်ပေါ်မှာအလဲထိုးလို့မရလို့စင်အောက်မှာပဲအကောက်ကြံပြီးတော့နိုင်ငံရေးလောကစကားနဲ့ပြောရမယ်ဆိုရင်တော့နိုင်ငံရေးအောက်တန်းစားပေါ့ဗျာနိုင်ငံရေးအောက်လုံးတွေနဲ့ကောက်ကြံတယ်ပေါ့ဗျာအဲ့လိုပြောရမှာပေါ့နော်နောက်တစ်ခုကဒေါက်တာတန်ဟင်းကကိုစောဆိုတဲ့မိထီလာရွာငယ်လေးတရွာကလူနာတယောက်အကြောင်းကို BBC နဲ့ပြုထားပါတယ်ကိုစောကဆရာမဒေါခင်ဆိုင်းကြီးတွားမကုခင်တော်တော်ကိုကောင်းလာသေးတယ်ကိုယ်တိုင်လက်လျှောက်နိုင်ပါသေးတယ်ပြန်လာတဲ့အခါကျမှလုံးဝကျိုးသွားတဲ့ပုံစံမျိုး BBC မှာဒီလိုရေးထားပါတယ်အဲ့ဒီလိုပဲကိုစောကိုကုတာကဖျားသုံးစုကြောင်းတိုက်မှာဆိုပြီးတော့ရေးထားပါတယ်ပြီးတော့ကိုစောကိုကုတာကဒုတ်တန်လေးနဲ့တသားတူလေးနဲ့ထုပြီးတော့ကုတယ်လို့ရေးထားပါတယ်ပြီးတော့ကိုစောကလည်းဗပဲထုသလိုနားတယ်ဆိုပြီးတော့ထွက်ဆိုရေးသားထားပါတယ်အဲ့ဒါတွေကလည်းလုံးဝမဟုတ်ပါဘူးဒေါက်တာတဟင်းကဒေါခင်ဆိုင်ကြီးကိုအပြုတ်တိုက်ချင်လို့ကိုစောဆိုတဲ့ဇက်ရုပ်တစ်ခုကိုဖန်တီးလိုက်တာပါကိုစောဒီမိထီလာမှာတကယ်မရှိဘဲနဲ့တနည်းအားဖြင့်လူလောကမှာတကယ်မရှိဘဲနဲ့ BBC သတင်းဌာနမှာပဲရှိတဲ့ဇက်ရုပ်တစ်ခုဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဥစဉ် BBC ကိုဖြည့်ရှင်းခိုင်းပါတယ်။ BBC မဖြည့်ရှင်းနိုင်ပါဘူး။ဒေါက်တာတဟင်းကိုလည်းကိုစောဆိုတာကိုထုတ်ပြပါဒီမှာလက်ခံစရင်းတွေရှိတယ်ဘယ်တော့ကလာပြီးတော့ကုတာလဲပြီးတော့ဆမ်မဒေါခင်ဆိုင်းစီမှာကုတယ်ဆိုတော့စေးစာအုပ်ကလေးရှိပါသလားပြီးတော့စေးစာမှာဘလို့လေးရေးထားပါသလဲမေးပါတယ်ဒေါက်တာတဟင်းတို့ကကျင့်ဖို့
လိုက်နာမှာဖြစ်တဲ့အတွက်ကြောင့်မပေးနိုင်ဘူးဆိုပြီးတော့ဟိုခါခါတီးတီးပြောပါတယ်တကယ်တမ်းကျတော့ကျင့်ဝတ်လိုက်နာလို့မပေးတာမဟုတ်ပါဘူးကိုစောဆိုတာတကယ်ကိုမရှိလို့မပေးနိုင်တာဖြစ်ပါတယ်အဲ့ဒါကိုအကြောင်းနှစ်ချက်နဲ့ပြောပြပါမယ်တစ်အချက်ကဒေါခင်စန်းကြီးအဲ့လိုတစ်သားတူလေးနဲ့အကျော်ကိုထုပြီးကုတာကဗမော်မှာဖြစ်ပါတယ်မန္တလေးမှာမကုတော့ပါဒါပေမဲ့မန္တလေးရောက်ခါကျတော့လေဖြတ်လူနာကုပါသေးတယ်လေဖြတ်လူနာကုတဲ့အခါလဲတစ်သားတူနဲ့ထုနဲ့တဲ့ပုံစံမျိုးလုံးဝမဟုတ်တော့ပါလက်နဲ့ပဲအကျော်ပြင်ပြီးတော့ကုပါတယ်အဲ့ဒါလည်းအထောက်ထားတွေရှိပါတယ်ဗီဒီယိုဖိုင်တွေရှိပါတယ်နေ့ချက်ကဒေါက်တာတန်ရင်ကကိုစောဟာဖះသုံးစုကျောင်းမှာကုသမှုခံယူခဲ့တယ်ကိုစောကိုအဲ့ဒီလိုတစ်သားတူနဲ့ထုပြီးတော့ကုခဲ့တယ်ဆိုပြီးတော့ရေးထားပါတယ်အဲ့ဒါမှားပါတယ်ဖះသုံးစုကျောင်းမှာလေဖြတ်လူနာကိုလုံးဝမကုတော့ပါလေဖြတ်လေငန်းယောဂမကုပါလို့ white board မှာကိုကြေညာထားပါတယ်ဖះသုံးစုကျောင်းရောက်မှလုံးဝမကုတော့ပါအားကြောင့်မကုလဲလို့မေးရင်လေဖြတ်လူနာတယောက်ကိုကုတာဟာမျက်စိလူနာအယောက်20ကိုကုတာနဲ့ညီမျှနေလို့ပါပဲဒါအပြင်လေဖြတ်လူနာတယောက်ကိုကုလိုက်ရဲ့မိမသားတယောက်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ energy တွေကကုံစလောင်လေးပါဖြစ်သွားပြီးတော့အနားယူရပါတယ်အဲ့ဒီလိုစိတ်ရောကိုယ်ရောပန်းလုံးလို့လေဖြတ်လူနာကိုလုံးဝမကုတော့ခြင်းဖြစ်ပါတယ်အဲ့ဒါကိုဒေါက်တာတန်ရင်တို့ကမစုံစမ်းပဲနဲ့အဲ့ဒီကာလမှာဖះသုံးစုကျောင်းမှာကိုစောကဒေါခေဆိုင်ဤထံပကုတာပဖဲသမားတွေတူနဲ့ထုသလိုတတော်တုံးနဲ့ထုတာနာလို့អော်လဲမလို့ဘူးယောဂပျောက်ချင်ရဲ့သိခံရမယ်ဆိုပြီးတော့ဇွတ်ကုတယ်ဆိုတော့ဒေါက်တာတဟိန်းပုံဖော်တဲ့ပုံစံကဆရာဝန်ကလူနာကိုစေကုနေတဲ့ပုံစံမဟုတ်ဘဲနဲ့လူသက်သမားကအပြစ်မဲ့ပြည်သူတယောက်ကိုဗလာအားကိုနဲ့အနိုင်ကျင့်ပြီးရက်ဆက်တက်ဖြတ်နေတဲ့ပုံစံမျိုးကြီးချိုးသွားတာပါအဲ့ဒါကိုထောက်မယ်ဆိုလို့ရှိရင်ပြည်သူလူထုတွေစိုးရိမ်ပူပန်လို့ဆိုတာမဟုတ်ပါဘူးအာကာဒနဲ့အညိုးနဲ့ပြီးတော့ကိုဂျိုးစီဘွားနဲ့ပြီးတော့နောက်တိုင်းစေပညာရဲ့အကျိုးစီးပွားအတွက်ဆရာမဒေါခင်စန်းယူအပြုတ်တိုက်လိုက်ခြင်းဖြစ်ပါကြောင်းပရိသတ်အပေါင်းကိုသိစေချင်ပါတယ်ဗျာ MRCB ဘွဲရဟိုဆရာဝန်ကြီးဖြစ်လို့ဦးစင်းကဂုံတိတ်ခါကိုလေးစားတဲ့အနေနဲ့ဒေါက်တာတဟိန်းလို့ပြောတာပေါ့နော်ဟိုနိုင်ငံရေးသမားတွေကိုဦးစင်းပြောတဲ့ပုံစံမျိုးပြောရရင်420တဟိန်းလို့ပြောမိပါဘောနော်ဒါပေမဲ့မပြောပါဘူးဒေါက်တာတဟိန်းခမရလိန်နာကိုကျုပ်ဖော်ထုတ်လိုက်ပါပြီခမရကျုပ်ကိုဘလို့ဖြည့်ရှင်းမလဲဘလို့ချေပမလဲခမရကျုပ်ကို66ခါကြီးနဲ့ဆွဲနိုင်ပါတယ်ခမရကျုပ်ကို66ခါကြီးနဲ့ဆွဲရင်ခမရတို့ဆေးလောကမှာပြည်သူတွေသေအောင်တက်ခဲ့တာတွေကျုပ်ကဖိုင်တွဲကြီးလိုက်ယူလာပြီးတော့တရားရုံးမှာချပြပါမယ်ဆေးလောကမှာလိုင်စင်ရလူသက်သမားတွေဘလောက်များတယ်ဆိုတာကိုကဘာကြီးကိုချပြပါမယ်ကျုပ်တို့ပြည်သူတွေလိုင်စင်ရလူသက်သမားတွေတက်လို့သေးတာဘယ်နှတန်းရှိပြီလဲဆိုတာကိုကျုပ်ကကဘာကြီးကိုချပြပါမယ်ဗျာ